မင်္ဂလာပါ Excel မှာ data တွေများနေတဲ့အချိန်အောက်ဆုံး row ကိုသွားချင်တယ်ဆိုလို့ရှိရင် control key နဲ့ down arrow လေးနဲ့နှိပ်ပေးလိုက်မယ်ဆိုလို့ရှိရင်အောက်ဆုံး row ကိုရောက်သွားပါတယ်အပေါ်ဆုံး row ကိုအမြန်ဆုံးသွားချင်တယ်ဆိုလို့ရှိရင်တော့ control key နဲ့ up arrow လေးနဲ့နှိပ်လိုက်ပါမယ်နောက်တစ်ခုကကျတော့ control key နဲ့ right arrow နဲ့နှိပ်မယ်ဆိုလို့ရှိရင် column ရဲ့နောက်ဆုံး column ကိုရောက်သွားပြီးတော့ကျတော့ control key နဲ့ left arrow နဲ့နှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ပထမဆုံး column ကိုရောက်ပါတယ်ဒါဆို column တစ်ခုလုံးကိုဆက်လက်မှတ်မယ်ဆိုလို့ရှိရင်တော့ control နဲ့ shift နဲ့တွန်းနှိပ်ပြီးတော့ down arrow နဲ့နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင် column တစ်ခုလုံးကိုဆက်လက်မှတ်ပြီးတော့ပါပြီပြီးတော့ဘေးကကက်လေးရဲ့ column တစ်ခုကိုဆက်လက်မှတ်ချင်တယ်ဆိုလို့ရှိရင်တော့ shift key လေးနဲ့ right arrow key လေးနဲ့နှိပ်လိုက်ပါမယ်ဒါဆို column တစ်ခုဆက်လက်မှတ်ပြီးတော့ပါပြီနောက်တစ်ခုလိုချင်တယ်ဆိုလို့ရှိရင်လည်း shift နဲ့ right arrow key လေးနဲ့ဒီလိုတစ်ခုချင်းစီသွားလို့ရပါတယ်ပြီးတော့ဒီဆက်လက်မှတ်ထားတဲ့ဟာကိုလည်းပြန်ဖြုတ်မယ်ဆိုလို့ရှိရင်တော့ shift key ကိုနှိပ်ထားမယ်ပြီးတော့ left arrow လေးကိုနှိပ်ပြီးတော့ column တစ်ခုချင်းစီကိုဆက်လက်မှတ်ထားတာပြန်ဖြုတ်လို့ရပါတယ်တကယ်လို့ data ရှိတဲ့ column အားလုံးကိုဆက်လက်မှတ်မယ်ဆိုလို့ရှိရင်တော့ control နဲ့ shift နဲ့နှိပ်ပြီးတော့ right arrow လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒါဆို data ရှိတဲ့ column တွေအကုန်လုံးကိုဆက်လက်မှတ်ပြီးတော့ပါပြီဒီမှာ column ကလည်း G အထိရောက်မယ်ပြီးတော့ row ကလည်း300အထိကိုတိတိကျကျနဲ့ဆက်လက်မှတ်ပြီးတော့ပါပြီအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အောက်ဆုံး row ကိုသွားကျင်တယ်ဆိုရင်တော့ control key နဲ့ down arrow နဲ့နှိပ်ပါမယ်အပေါ်ဆုံး row ကိုသွားချင်တယ်ဆိုလို့ရှိရင်တော့ control key နဲ့ up arrow နဲ့နှိပ်ပါမယ် column လေးကိုတစ်ခုလုံးဆက်လက်မှတ်မယ်ဆိုလို့ရှိရင်တော့ control နဲ့ shift နဲ့တွန်းနှိပ်ပြီးတော့ down arrow လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်တကယ်လို့ကိုရွေးထားတဲ့ cell code ကအောက်ဆုံးကဖြစ်နေရဆိုလို့ရှိရင်တော့ control shift up arrow ကိုနှိပ်ရပါမယ်ပြီးတော့ column တစ်ခုချင်းစီဆက်လက်မှတ်မယ်ဆိုလို့ရှိရင်တော့ shift key နဲ့ right arrow လေးနဲ့သွားလိုက်ပါမယ်ပြန်ဖြုတ်မယ်ဆိုလို့ရှိရင်တော့ shift key နဲ့ left arrow နဲ့သွားမယ် data ရှိတဲ့ column တွေအားလုံးကိုဆက်လက်မှတ်မယ်ဆိုလို့ရှိရင်တော့ control နဲ့ shift နဲ့တွန်းနှိပ်ပြီးတော့ and key လေးကိုနှိပ်လိုက်ပါမယ် right key လို့လည်းခေါ်ပါတယ်